မင်္ဂလာပါရှင်ခုမနေ့ကတော့ဈေးသွားတာကိုမပြောတော့ဘူးချက်မလေးကိုပြောမယ်ချင်းမောင်ရွက်ကလေးနဲ့ပဇွန်လေးနဲ့ကြော်မယ်ချင်းမောင်ကြော်ပေါ့အဲ့ဒါလေးနဲ့မိုးလေးနဲ့ကစွန်းညွန်လေးနဲ့ချက်မယ်မပါမဖြစ်ကတော့အမြဲပါ ဟုတ်သားဘယ်လောက်ဖို့ဝယ်လာလဲ တတောက်မို့ ဒီကိုပတ်စံယူဟာမှာအုပ်လိုက်ယူဟာဆိုတော့နေကယူမွား ပြောလို့ရှိရင်ဈေးသွားလို့ရှိရင်ပြောအောင်မပတ်ဆံကိုအုပ်လိုက်ယူသွားတယ်ဘယ်မလဲအုပ်လိုက်လို့မေးတော့ ပစောနဲ့အုပ်ထားတာလေ ပစောနဲ့အုပ်ထားတဲ့အောက်ကပတ်ဆံနဲ့အဲ့မှာငွေ1000နဲ့အဲ့ဒါအုပ်ထားလို့အုပ်လိုက်လို့ပြောတာတဲ့အဲ့ဒီလိုကတ်ပြီးတော့ပြောတယ်အခုကြက်သွန်ကြတော့မမို့သေးသေးလေးတွေဝယ်ထားတယ်အဲ့ကြက်သွန်လေးတွေနှွားတော့5တဲ့နှွားပြီးတော့ဟင်းအိုးတဲ့ကိုထည့်တယ်2အိုးစာထည့်တယ်ဆို9တဲ့လောင်းမှဒီလောက်လောက်ကလေး9တဲ့လောက်ဆိုလို့ရှိရင်ကြက်သွန်တွေထည့်တာများလာပြီလားနင်တို့တွေကကုံအောင်လုပ်နေတာညာမလားဟင်းပြအောင်ချက်တာအရေးကြီးလောင်လောင်နဲ့ကြတော့ဘလို့လောက်စားလို့ရအဲ့ချက်တဲ့ပြုတ်တဲ့နေရာကိုအကုန်လုံးဝင်ပြီးတော့တန်းစီပြီးတော့လေနောက်ကနေထိုင်ပြီးတော့ပြောတာစားချိန်ကြတော့မပြောဘူးမဘယ်ဟာလေးပြပြနေနေအရသာရှိလိုက်တာလို့မပြောဘူးခါတယ် အပြီးမှငရုတ်သီးထောင်းတော့အကုန်လုံးအောက်ခြေလေးလုတ်ပေးနေရတယ် စားတဲ့နေရာကြတော့မပြောတော့ဘူးအဲ့ထက်တဲ့နေရာကြရင်စီထက်တာစပြီးတော့ဟိုးဒါတွေကများလာ ਈ လားဟိုဟာတွေကများလာ ਈ လားကိုယ့်အိမ်မှာဧည့်သည်လဲရှိတယ်ဧည့်သည်လာလဲဘာမှထပြီးတော့ရှားပွေမချက်ကဘူးအစင်းနဲ့စားလို့ရအောင်မနေ့စာညစာနောက်နှစ်ဘက်ကကြတော့လဲမနေ့စာညစာအဲ့လိုချက်ထားတာအဲ့ဒါကိုလိုက်ပြီးတော့လေအပြစ်ပြောတယ်ပြောစရာမရှိအဲ့မမိုးတက်တော့ရိုက်နေမဟုတ်အဲ့ဒါတကယ်အမှန်ကန်ပြောနေတာတကယ်ကိုအမှန်ကန်ပြောနေတာမနေ့ကတော့ဈေးသွားမလို့ကိုကြီးရွှေပတ်စံလေးပေးပါအောင်အဲ့ဒီမှာအုပ်လိုက်တယ်အုပ်လိုက်ချထားတယ်ယူသွားတယ်ဆိုတော့ဟဲ့အုပ်လိုက်ဆိုတော့အမလေးဘလောက်တောင်များလဲပေါ့ဟိုတသိန်းများအုပ်ထားတာလားဟိုတသိန်းအုပ်များလား9000များအုပ်ထားတာအုပ်လိုက်များလားဟဲ့ဘယ်မလဲပတ်စံ1000နဲ့10ရွက်ကိုတရေခွန်းနဲ့ချီပြီးပစိုးနဲ့အုပ်ထားလို့အဲ့ဒါအုပ်လိုက်တဲ့အုပ်လိုက်တဲ့ယူသွားတယ်ဟဲ့ဘာမှလဲအုပ်လိုက်တယ်အမောင်လေးပစိုးနဲ့အုပ်ထားတာမတူဘူးလားအဲ့ဒါအုပ်လိုက်ပတ်စံပေးတာတောင်မှပဲကလိန်ကကြီးလောက်ပြီးတော့ပေးတယ်ကျုံကြီးတန်ပတ်တလားနဲ့လိုက်ပြီးတော့ဒီမှာကြည့်အဲ့နင်တို့အသုံးများမှာဆိုလို့ပေါ့သူချက်တာနဲ့မြေမိုးချက်တာလေထောင်းတော့ကြီးကျွားကြီးငရုတ်သီးထောင်းနေရတယ်အကုန်လုံးဟင်းကျူးမိစ္ဆာအစအကုန်လုံးနေရတယ် ရှင်းမရှင်းထောင်းညင်လဲဆိုပြီးအတင်းလူပြီးတော့ထောင်းတာလေ ခုညာကိုလက်ဖက်ငါကို ဘာဟုတ်ကူးညာအောင်လဲဘာတွေပြောနေတာလဲဘာဟုတ်ကူးညာအောင်လဲခုရှင်ငရုတ်တိထောင်းနေမလားထောင်းမှာထောင်းအပေါ်စားကားတွေမပြောနဲ့ ဟောဇလန်းလေးတွေတင်းမင်းပဲပြောတာ ကူးညာတွေဒီနေ့ဘာလို့မတင်တာလဲတဲ့သူများတွေမေးနေ ဒီနေ့ဘာလို့မတင်တာလို့ကြီးရွှေနေမကောင်းလို့ပါ ချွဲထအောင်ဆိုပြီးငရုတ်တိထောင်းခိုင်းနေတာလေအားဆိုတော့ချွေးတွေပါကိုလက်လှောင်ရှားမှုတွေလုပ်လိုက်တော့ငရုတ်တိထောင်းအဲ့လိုမျိုးဆိုလို့ရှင်ချွေးတွေပါထွက်သွားတော့ကျက်မကြီးနဲ့ညီညွတ်သွားအောင်လို့နည်းနည်းခိုင်းကြည့်တာကြည့်ရွှေငရုတ်တိလည်းထောင်းတတ်တယ်တကယ်တော်တာကျမယောက်ျားအရန်ကိုတော်တာ မြောက်ခိုင်းနေတာ